ကျွန်တော်တို့ရဲ့တနေ့တာစားတော့စရိတ်တွေကုန်စိမ်းနှုန်းတွေ supplement တွေကဈေးကြီးလာတာနဲ့အမျှကျွန်တော်တို့ body ကိုဒုတင်တာတို့ bargain လောက်တာတို့မှာအခက်အခဲရှိလာနိုင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အိတ်ထမင်းအိတ်ဟင်းတွေစားပြီးတော့ muscle ဘယ်လိုတိဆောက်မှာလဲရှေ့ကဗီဒီယိုတွေမှာပြောခဲ့သလိုပဲ muscle တစ်ခုတိဆောက်ဖို့ဆိုလို့ရှိရင် protein လုံလောက်အောင်စားရမယ်အနားယူမှုအေးရိုးအောင်တွေတေချာအိတ်ပေးရမယ်ပြီးသွားလို့ရှိရင် healthy ဖြစ်တဲ့အစားအစာတွေကိုတေချာလေးတွက်ချက်ပြီးတော့စားတော့ပေးရမယ်ဆိုတာမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က budget မလုံလောက်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ budget နဲ့အကိုက်ညီမဲ့မီးပလန်မျိုးကိုတွေးထားဖို့လိုပါတယ်အဲ့မှာတော့ကျွန်တော်ကမီးပလန်ထဲမှာဒီကက်ရှူနတ်ဖြစ်တဲ့တီဟိုဆေးကိုထည့်သွင်းပြီးတော့စားသုံးပေးဖို့ကြံပြုလိုပါတယ်တကယ်လို့ကိုယ့်ရဲ့ budget နဲ့ချိန်ပြီးတော့စားတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံးတော့တစ်ရက်ကို3နက်ကတော့ကျွန်တော်တို့စားဖြစ်ပါတယ်ဥပမာမနက် breakfast ရယ်နေ့လယ် lunch ရယ်ညကို dinner ရယ်ဆိုပြီးတော့ကျွန်တော်တို့3နက်စားဖြစ်ပါတယ်အဲ့3နက်တော့တင်မှာ3နက်ပေါင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နက်ကို900 ကယ်လိုရီဒါမှမဟုတ်ရင်လည်း900 ကယ်လိုရီလောက်တွက်တယ်ပေါ့နော်အဲ့ဒီကျွန်တော်တို့စားသုံးတယ်3နက်ပေါင်းလဲဆိုလို့ရှိရင်ကယ်လိုရီက2000နီးပါးလောက်ရှိနေပါပြီအဲ့ဒါကိုမှကျွန်တော်တို့ကကယ်လိုရီ3500စားဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်အဲ့တီဟိုဆေးတစ်စိမှာ10 ကယ်လိုရီပါပါတယ်10 ကယ်လိုရီဆိုလို့ရှိရင်ဒီဟိုဆေးအစစ်50စားတယ်ဆိုလို့ရှိရင်900 ကယ်လိုရီရနေပါပြီဆိုတော့900 ကယ်လိုရီကိုဒီဟိုဆေးကိုအဲ့လို50အစစ်50ကို3ချိန်လောက်စားပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပထမစားထားတဲ့3နက်နဲ့2000 ကယ်လိုရီနဲ့ပေါင်းတယ်ဆိုလို့ရှိရင် total ကယ်လိုရီက3500လောက်ကျွန်တော်တို့စားပြီးသားဖြစ်သွားမှာပါအဲ့မှာကျွန်တော်တို့တစ်နက်စားတဲ့အနက်တွေတိုင်းမှာအိမ်ကစားတဲ့အနက်တွေတိုင်းမှာအသားငါးလေးတွေကြက်ဥတွေပါဝင်အောင်စားသုံးပေးဖို့လိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အခုပြပြတဲ့မီးပလန်တွေအတိုင်းသာစားပြီးတော့အချင်းကို training program ကိုတေချာမှန်မှန်ကန်ကန်လေးဆော့မယ်ဆိုလို့ရှိရင် master တိဆောက်နိုင်ပါတယ်